ဟုတ်ဒီရွေးကောက်ပွဲငကိုကလေးကပေါ့နော်စကလေးကကိုကလွဲမှားနေခဲ့တဲ့ရွေးကောက်ပွဲဖြစ်တယ်ရွေးကောက်ပွဲကျင်းပပေးတဲ့သူဒီစစ်အုပ်စုဖြစ်တယ်လို့စစ်အုပ်စုကနေပြီးတော့မှလိုတယ်လို့ခန့်ထားတဲ့ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ကျင်းပပေးခဲ့တာဖြစ်တယ်အဲ့ဒီဟာတင်မကပဲねပေါ့နော်ဆိုတော့ဘယ်သူကျင်းပပေးရဲဆိုတာမျိုးတင်မကပဲねရွေးကောက်ပွဲကျင်းပတဲ့စနစ်ရွေးကောက်ပွဲမှာကျင့်သုံးတဲ့စနစ်ကိုကြည့်လို့ရှင်လေဒါနီးမျိုးစုံနဲ့အင်အားကြီးပါတီအသာစီးရဖို့အတွက်ရေးဆွဲထားတဲ့စနစ်ဖြစ်နေတဲ့ဆိုတာမျိုးလေတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့စနစ်ကိုရေးဆွဲထားတာတစ်ပိုင်းပေါ့နော်နောက်တစ်ခုကတော့အဲ့စနစ်ကိုကျင့်သုံးတဲ့အခါအကောင့်ထဲပေါ်တဲ့အခါမှာရွေးကောက်ပွဲကော်မရှင်နဲ့စေအုပ်စုကိုယ်တိုင်ကဒီရွေးကောက်ပွဲကိုလွတ်လပ်ပြီးတော့တရားမျှတတဲ့ပုံစံမျိုးနဲ့အကောင့်ထဲပေါ်တာမျိုးလည်းမဟုတ်ခိုင်းနေပေါ့နော်ဆိုတော့တကယ်ကိုလိုသလိုပုံပေါ်ထားတဲ့စနစ်အတွင်းထဲမှာကိုစိတ်ထင်တယ်လို့အကောင့်ထဲပေါ်နေတာမျိုးလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့ဥပဒေကိုအကောင့်ထဲပေါ်တဲ့နေရာမှာလည်းဒီစေအုပ်စုကိုထောက်ခံတဲ့သူတွေကနေပြီးတော့ဒီ Telegram မှာလှုံ့ဆော်တဲ့အခြေအနေတွေပေါ်မှာမူတည်ပြီးတော့မှပါတီတွေပို့တော်၎င်းကိုယ်စားလှယ်တောင်းတွေပို့တော်၎င်းအရေးယူခဲ့တာမျိုးတွေလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါကဘာကိုဖော်ပြနေလဲဆိုလို့ရှိရင်ရွေးကောက်ပွဲကိုကျင်းပတဲ့စနစ်ကနေစလို့ရွေးကောက်ပွဲအကောင့်ထဲပေါ်မှုတွေအထိကိုဒီသူတို့ထောက်ခံတဲ့အားပေးတဲ့သူတွေရဲ့အလိုကျစိတ်တိုင်းများဖြစ်အောင်အကောင့်ထဲပေါ်ပေးရဆိုတာမျိုးတွေလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီရွေးကောက်ပွဲမစခင်ဒုတိယပိုင်းမစခင်ရပ်ပိုင်းအတွင်းမှာလည်းပဲဘာဖြစ်ခဲ့လဲဆိုလို့ရှိရင်တော့ကိုယ်စားလှယ်လောင်းတယောက်ပေါ့နော်ကိုယ်စားလှယ်လောင်းတဦးကိုဒါဒီသူမဲဆွယ်စည်းရုံးတဲ့အခါမှာပြောခဲ့တဲ့အသုံးနှုန်းပုံမှာမူတည်ပြီးတော့အရေးယူခဲ့တာမျိုးတွေတွေ့ရတယ်ပေါ့နော်ဆိုတော့ထောင်ဒဏ်အထိကိုချခဲ့တာမျိုးတွေထိတွေ့ရတယ်ဒါကဘာကိုဖော်ပြနေလဲဆိုလို့ရှိရင်ရွေးကောက်ပွဲကနေပေါ်လာမဲ့ဒီရွေးကောက်ပွဲအလွန်နိုင်ငံရေးမှာလွတ်လပ်စွာထုတ်ဖော်ပြောဆိုရင်ရဖို့မပြောနဲ့ရွေးကောက်ပွဲမှာဝင်ပြိုင်တဲ့ကိုယ်စားလှယ်လောင်းတွေကိုယ်တိုင်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်မရဘူးဆိုတာကိုဖော်ပြနေရပေါ့နော်ဆိုတော့ဒီအခြေအနေဒီအခင်းချင်းမှာပြုလုပ်တဲ့ရွေးကောက်ပွဲကတော့ဘယ်နည်းနဲ့မှလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်မှာမဟုတ်တယ်လို့စနစ်ကလည်းလွဲမှားနေတာမျိုးလည်းတွေ့ရတယ်အဲစနစ်ကိုအကောင့်ထဲပေါ်မှုကလည်းတကယ်ကိုဖိနှိပ်တဲ့အခြေအနေတွေနဲ့မှအကောင့်ထဲပေါ်တာမျိုးကိုတွေ့ရတာဖြစ်တဲ့အတွက်ဒီစေအုပ်စုရဲ့ကျောတော်နောက်ခံပေးထားတဲ့ပါတီမဟုတ်ရင်ကျန်တဲ့ပါတီတွေအတွက်တော့အခက်အခဲဒီစိန်ခေါ်မှုတွေမျိုးစုံနဲ့ရင်ဆိုင်ခဲ့ရတဲ့ရွေးကောက်ပွဲလို့ပြောရပါမယ်